တိတ်ဆိတ်တဲ့တောင်ပေါ်ရွာလေးတစ်ရွာမှာမင်းဆိုတဲ့လူငယ်လေးတစ်ယောက်ရှိတယ်။သူကမြို့ပြရဲ့ရုံးကန်လှုပ်ရှားမှုတွေအပလန်ဆိုင်တို့ကြားမှာစိတ်သက်တွေဘင်းပန်းနွမ်းနေပြီးသူ့ဘဝကိုအဓိပ္ပာယ်မရှိဘူးလို့ခံစားနေရသူပေါ့။ဒီနေ့မှသူဟာတောရเจ้าကဆရာတော်တစ်ပါးထံကိုရောက်သွားခဲ့တယ်။အရှင်ဖျားတပည့်တော်စိတ်တွေအယမ်းပင်ပန်းနေပါပြီ။ဘယ်အရာကိုမှလည်းအာယုံစိတ်လို့မရဘူး။ပူလောင်မှုတွေနဲ့ပဲဖိနှက်နေတယ်လို့မင်းကရှောက်ထားလိုက်တယ်။ဆရာတော်ကပြုံးပြီးသူ့ရှေ့ကရေခွက်လီကိုညွှန်ပြတယ်။မင်းဒီရေခွက်ကိုကင်ထားစမ်းပါအောင်လို့မိနစ်အနေငယ်ကြာတော့မင်းလက်တွေညောင်းလာတယ်။ဆရာတော်ကမိန့်တယ်။ဒီရေခွက်ကလေးလို့ညောင်းတာမဟုတ်ဘူး။မင်းကအကြာကြီးစုပ်ကိုကင်ထားလို့ညောင်းတာ။လွှတ်ချလိုက်ရင်ပေါ့သွားလိမ့်မယ်။ကျွန်ုပ်တို့ရဲ့ဘဝမှာလည်းအတိတ်ကအာဃာတတွေအနာဂတ်အတွက်စိုးရင်ပူပန်မှုတွေကိုအတင်းစုပ်ကိုကင်ထားမိလို့ပူလောင်နေရတာပါ။ဗုဒ္ဓလမ်းစဉ်ရဲ့ပထမဆုံးအေးချမ်းခြင်းဟာလက်လွတ်တက်ခြင်းကနေစတင်ပါတယ်။မနေ့ကကိစ္စကိုဒီနေ့ထိတည်မလာပါနဲ့။အခုလက်ရှိစက္ကန့်တိုင်းမှာသတိလေးကပ်ပြီးအေးအေးချမ်းချမ်းနေထိုင်ကြည့်ပါလို့